ဒီ video ကကြတော့ function emacs ရဲ့ function ခန်းမှာပေါ့နော်တည်ရမယ့်ဟာလေးကိုပြောထားတာဖြစ်တယ်သူ့မှာပြောထားတာကြတော့ဒီ1.1မှာပြောထားတာဒီ terms တွေကိုနားလည်ရမယ်ပေါ့နော် function ဆိုတာပါလဲ domain ဆိုတာပါလဲ range ဆိုတာပါလဲပြီးရင်1 to 1 function 1 function ဆိုတာပါလဲ many one function ဆိုတာပါလဲ inverse function ဆိုတာပါလဲ composite function ဆိုတာပါလဲဆိုတာကိုနားလည်ရမယ်ပေါ့နော်ဒီအခန်းကကြတော့ emacs ခုလုံးမှာ very အခြေခံကြတဲ့အခန်းဖြစ်တဲ့ကြောင့်မို့တေချာ focus လုပ်သင့်တယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်အရင်ဆုံးဘာမှမစခင်မှာရှင်းပြချင်တာပေါ့နော် anatomy of a function ပေါ့နော် function ကိုအပိုင်းစိတ်လေးပိုင်းကြည့်မယ်ဆိုရင်ဘာရှိမလဲဆိုရင်အရင်ဆုံးရှိမှာက f of x ဆိုတဲ့ဟာကိုမြင်လိုက်မယ်အဲ့ဒါက function notation လို့ခေါ်တယ်ဒီ f နေရာမှာဘာမှဆိုပြောင်းလို့ရတယ်ပေါ့နော်ဥပမာ g of x ပဲဖြစ်သွားနိုင်တယ် a of x ပဲဖြစ်သွားနိုင်တယ်ပြီးရင် x of x ပဲဖြစ်သွားနိုင်တယ်အဲ့လိုမျိုးပေါ့နော်ဒီ f နေရာမှာတော့ကိုစားပြီးပြောင်းလို့ရတယ် function မတူဘူးဆိုတာကိုပြချင်တဲ့ချိန်ကျရင်အဲ့နေရာမှာမျိုးပြောင်းပြီးသုံးလို့ရတယ်ပေါ့နော်အများစုကတော့ f of x ကိုပဲကိုစားပြီးသုံးတယ်ဒါပေမဲ့ပုတ်စာလိုက်မှုတည်ပြီးတော့ပြောင်းသွားတတ်ကြတယ်ပြီးရင် x ဆိုတာလည်း domain ပဲ x နဲ့ပါနဲ့ညီရတယ်ဆိုဒီ f of x အတွင်းထဲမှာထည့်ထားတဲ့ဟာပေါ့နော်ဒီထဲမှာထည့်ထားတဲ့ဟာ net ညီရဥပမာဒီက a ဒါဖြစ်သွားမယ်ဆို f of a ပေါ့နော်အဲ့လိုမျိုးဖြစ်သွားမယ်ဒါကကိုစားပြုတာ x က domain အနေနဲ့သုံးပြုတယ် input အနေနဲ့သုံးပြုတယ်ဒီထဲမှာထည့်ရမယ့်ဟာက domain ပဲ y ကဘာကိုကိုစားပြုလဲဆို y က range output ကိုကိုစားပြုတယ်ပုံစံလေးနဲ့ကြည့်မယ်ဆိုရင်ကြောင့်ဒါ f of x ပေါ့နော်ရေးထားတယ်ဒါ function notation နဲ့ရေးထားတယ်ဒီ equal to ဒီလိုမျိုး mathematical ပုံစံပြထားရဆိုဒါ function ဒါကအလုပ်လုပ်တဲ့ကောင်ပြီးရင်ဒါက y is equal to output ဒီကောင်ကinput ထည့်လိုက်တဲ့ချိန်မှာဖြစ်သွားတဲ့ဟာကသူ့ရဲ့ output ဒီလိုမျိုး when x is equal to blank ဆိုရင်ဒီကောင်မှာကျတော့ x ကဥမာထည့်လို့ရတဲ့ဟာတွေအများကြီးရှိတယ်ပေါ့နော်ဥပမာ2ထည့်ချင်လား3ထည့်ချင်လား4ထည့်ချင်လား5ထည့်ချင်လားပေါ့နော်အဲ့လိုအများကြီးထည့်လို့ရတဲ့ဟာမျိုးကိုပြောတာပေါ့နော်ကိုကဥပမာဒီမှာ2ထည့်လိုက်မယ်ဆိုရင်2 plus 2 is equal to 4ဖြစ်သွားမယ်အဲ့ဒါ y အဲ့ဒါ output အဲ့လိုမျိုးဖြစ်သွားတယ်ဒီမှာကျတော့ x ကကိုထည့်လို့ရတဲ့ values တွေကိုအဲ့ဒါက input တွေနဲ့ကိုစားပြုတာ input တွေကို function တွေကိုထည့်မယ်အဲ့ဒါထွက်လာတဲ့ဟာက output လို့သတ်မှတ်တယ်ဒါကိုပို့ပြီးတော့ clearly မြင်အောင်ဘယ်လိုကြည့်ရမလဲဆိုရင်ကျွန်တော် mapping diagram သုံးပြီးကြည့်ရမယ်ပေါ့နော်အရင်ဆုံးဘယ်လိုလေးရှိလဲဆိုတော့ဒီမှာက possible inputs တွေပြီးရင်ဒီမှာက range ပေါ့နော် output တွေရှိမယ်ဟိုဟာဒီမှာက f of x is equal to x plus 2ပဲထားပါတော့အဲ့လိုရေးလိုက်မယ်ဒီကောင်က domain ဖြစ်သွားမယ် x ပေါ့နော်ဒီကောင်ကထည့်လို့ရတဲ့ inputs တွေဒီကောင်ကကျ range ပေါ့နော် range ဖြစ်သွားမယ်ဒီကောင်က output ပေါ့နော် y ထားလိုက်မယ်ပေါ့နော်အဲ့အချိန်မှာကိုကဒီထဲမှာ inputs ထဲမှာ2ထည့်လိုက်ပြီဆိုရင်သူ့ရဲ့ formula ရဲ့တော့ထည့်လိုက်တဲ့အချိန်မှာ2 plus 2ဆိုပြီးတော့ဖြစ်တဲ့အချိန်မှာအဖြေက4ထွက်လာတယ်အဲကြောင့်2က4နဲ့တွားပြီးညီမယ်ဒီကောင်ကကြာတော့เนาะအတွင်းထဲကဒီဂျားထဲမှာဖြစ်သွားတာကြတော့ function ပေါ့နော် function ရအလုပ်လုပ်သွား mapping လုပ်တာပေါ့နော်2ထည့်တဲ့အချိန်မှာ4ဖြစ်သွားတယ်ဥပမာ3ထည့်တဲ့အချိန်မှာကြတော့ဒီကောင်က5ဖြစ်သွားမယ်4ထည့်လိုက်တဲ့အချိန်မှာဆိုရင်ကောင်က6ဖြစ်သွားမယ်8ထည့်လိုက်တဲ့အချိန်မှာဒီကောင်က10ဖြစ်သွားမယ်ပေါ့နော်တစ်ခုနဲ့တစ်ခုညီတာပေါ့နော်ကိုကဒီထဲမှာသွားထည့်တဲ့အချိန်မှာဒီဘက်မှာဘာထွက်လာလဲဆိုတော့ဓာတ်ရိုက်ညီတယ်2ထည့်ရင်4ထွက်မယ်3ထည့်ရင်5ထည့်မယ်ဥပမာ4ထည့်လိုက်လို့5ဆိုပြီးတော့မဖြစ်ဘူးလေဟုတ်တယ်မလားကို2ထည့်လိုက်လို့လည်း6ဆိုပြီးတော့10ဆိုပြီးတော့မဖြစ်ဘူးအဲ့ကြတော့တခုထည့်ရင်တခုပဲထွက်လာတယ်အဲ့ဒါကြောင့် mapping diagram လို့ခေါ်တယ်ဒီကောင်ကကိုထည့်လိုက်လို့ထွက်လာတဲ့အဖြေတွေကိုrange လို့ခေါ်တယ်ဒါကတော့ကိုထည့်လို့ရသမျှနံပါတ်တွေအကုန်လုံးကို domain ပေါ့နော်ဒါက mapping diagram ဘယ်လိုကိုဘာထည့်လိုက်ရင်ဘာထွက်လာလဲဆိုတာကိုကြည့်တဲ့ diagram မျိုးပေါ့နော်ဒီဟာလေးကိုကြည့်ပြီးတော့စဉ်းစားလို့ရတယ်ပေါ့ okay အဲ့ဒါအပြင်ပါရှိသေးလဲဆိုတော့one function many one function one many function ဆိုပြီးတော့ထပ်ပြီးရှိသေးတယ်ဒါပေမဲ့အဲ့မှာone ရယ် many one ရယ်ပဲ function တွေဖြစ်တယ်အရင်ဆုံးoneကိုကြည့်ရမယ်ဆိုဘယ်လိုရှိမလဲဆိုရင်oneကဒီလိုသွားမယ် input တစ်ခုထည့်တိုင်း output တစ်ခုပဲထွက်တယ် input ရယ် output ရယ်ရှိမယ် input ကကိုကတစ်ထည့်လိုက်ရင်အဖြေက2ထွက်တယ်2ထည့်လိုက်ရင်အဖြေက3ထွက်တယ်4ထည့်လိုက်ရင်ငါထွက်တယ်သူတွေ့တဲ့အတိုင်းပဲ line เนี่ยတ line ချင်းစီပဲဆက်တယ်ဒါကို many oneလို့ခေါ်ရပါတော့ဘာလဲဆိုတော့တစ်ခုထည့်ရင်တစ်ခုပဲထွက်လို့နောက်တစ်ခုကကျဘာလဲဆိုတော့ many one function ရှိမယ် many one function ကကျတော့ပြောတဲ့အတိုင်းပဲအများကြီးထည့်လိုက်တော့မှအဖြေတစ်ခုပဲထွက်တယ်ပေါ့နော်ဥပမာဘယ်လိုကြည့်ရမလဲဆိုတော့ inputs ပေါ့နော် input ရှိမယ်ပြီးရင် output ရှိမယ်အဲ့ဒီအချိန်မှာ तू က1ထည့်လိုက်ရယ်2ထည့်လိုက်တယ်3ထည့်လိုက်တယ်ဒါပေမဲ့အဖြေက1ပဲပြန်ထွက်တယ်အဲ့ဆိုရင်ဘယ်လို mapping သွားမလဲ1ထည့်တဲ့အချိန်မှာလည်းကိုကအဖြေ1ပဲထွက်တယ်2ထည့်တဲ့အချိန်မှာလည်းအဖြေက1ပဲထွက်တယ်3ထည့်တဲ့အချိန်မှာလည်းအဖြေက1ပဲဖြစ်တယ်အဲ့ဆိုရင်ဒါက many 1ဘာလို့လဲဆိုတော့ line 3ခုလုံးကအဖြေတစ်ခုတည်းကိုပဲသွားလို့အဲ့ဒါအပြင်ဘယ်လိုရှိသေးလဲဆိုတော့ many 1မှာဘယ်လိုရှိလဲဆိုတော့အဖြေက
အများကြီးထွက်လာတယ်နော်2ရှိမယ်4ရှိမယ်1ရဲ့2ရဲ့ထည့်လိုက်တဲ့အချိန်မှာ2ထွက်တယ်3ရဲ့4ရဲ့ထည့်လိုက်တဲ့အချိန်မှာ4ထွက်တယ် line เนี่ยကြည့်လိုက်မယ်ဆိုရင်အဖြေကတစ်ခုထပ်ပို့ပြီးတော့ input ထည့်တာကိုအဖြေတစ်ခုပဲထွက်နေဆိုရင်ဒါ money 1ပဲဒါအကုန်လုံး money 1အဲ့ဒါအပြင်ကျတော့နောက်တစ်ခုရှိသေးတယ်1 money 1 money ကဒါကိုကြောက် function လို့မခေါ်ဘူးဘာလို့လဲဆိုပြရမယ်ဆိုရင်1ထည့်တယ်2ထည့်တယ်3ထည့်တယ်အဲ့အချိန်မှာအဖြေက1 2 3 4 5 6 7ထားပါဦး2ထည့်လိုက်တဲ့အချိန်မှာ1ရော2ရော3ရော4ရောအများကြီးထွက်နေ1 1 1တကူလေးထည့်တာအဖြေကအများကြီးထွက်နေ1ထည့်အချိန်မှာလည်းလို့အများကြီးပဲထွက်နေဒါဆိုရင် function မဟုတ်တော့ဘာလို့လဲဆို function ရဲ့အလုပ်တစ်လုပ်ကကြောက် input တစ်ခုကို output စနစ်နဲ့ပြောင်းပေးရဒီကောင်ကချက်ဘာလို့ဖြစ်လဲဆိုတော့ဒီကောင်လေးနှစ်ခုလုံးတစ်ခုလေးပြောင်းသွားနိုင်တယ် input က output ကတစ်ခုပဲထွက်နိုင်တယ်အဲဒါကြောင့် function လို့သတ်မှတ်တယ် function က many one function ရဲ့ one function ရဲ့ပဲ function ဖြစ်တယ်ဒီကောင်က many one က function လုံးဝမဟုတ်ဘူး okay အဲ့ဒါအပြင်1 to 1 function ဖြစ်လား many to 1 function ဖြစ်လားဒါမှမဟုတ် one many function ဖြစ်လာအောင်ကြတော့ဘယ်လိုစဉ်းစားလို့ရလဲဆိုတော့ graph တွေကိုကြည့်ပြီးတော့စဉ်းစားလို့ရပါတယ်ပေါ့နော်1 to 1 function မှာဆိုရင် x value တခုမှာ y value တခုစီပဲရှိတယ်အဲ့ဒါကြီးကဘယ်လိုမှမြင်ရလဲဆိုရင်ကြတော့ linear graph တွေမှာမြင်ရတယ်ဒီမှာ x value ဒီမှာ1ရှိမယ်ဆိုရင် y value ကလည်းသူနဲ့1မှာတစ်မျိုးပဲရှိမယ်1တခုမှာနောက်ထပ် value နောက်တစ်ခုထပ်မရှိဘူး many to 1 function မှာကြတော့ဘယ်လိုရှိမလဲဆိုတော့ y value တခုတည်းကိုပေါ့နော်y value တခုတည်းကိုထွက်လာနိုင်တဲ့အဖြစ်နှစ်ခုရှိနိုင်တယ်ဒါကိုကျ quadratic graph တွေ cubic graph တွေမှာလည်းမြင်ရအများတယ်ဥပမာဒီမှာ y value 1ရှိရယ်ဆိုရင် x value က -1 ရယ်1ရယ်ဖြစ်နေတယ်နော်ပေါ့နော်အဲ့လိုမျိုးရှိရယ်ပြီးရင်1 many ကကြတော့ x value တခုတည်းမှာကို y value နှစ်ခုရှိနေတာပေါ့နော်ဥပမာဒါ1ဖြစ်နေဆိုရင်ဒီကောင် y value က -1 ရယ် +1 ရယ်ရှိနေတာပြီเนาะအဲ့ဒါကြတော့ဒီကောင်ကfunction မဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကောင်ကို function ဟုတ်မဟုတ် graph တွေကိုကြည့်ပြီးဘယ်လိုစမ်းလို့ရလဲဆိုတော့ vertical line test ဆိုပြီးခေါ်ရတာနဲ့စမ်းလို့ရပါတယ်ကိုက line လေးမြင်းချောင်းလေးတစ်ချောင်းဆွဲလိုက်တဲ့အချိန်မှာ point 2 point ကိုဖြတ်သွားမယ်ပေါ့နော်အဲ့လိုမြင်း vertical line ဆွဲမယ်ဆိုရင် point 2 point ကိုဖြတ်သွားမယ်ဆိုရင်ပေါ့နော်ဒါ function တစ်ခုမဟုတ်တော့ပါဘူးဒီမှာဆိုရင်ကြောက် vertical line ဆွဲလိုက်မယ်ဆိုရင် point ကတစ် point စီပဲဖြစ်သွားတဲ့အတွက်ကြောင့်မို့ function ဖြစ်တယ်ဒီမှာလည်း၎င်းတူပါပဲ function ဖြစ်တယ်ဘယ်လိုလဲဆိုတော့ point တစ် point စီကိုပဲဖြစ်သွားတယ်2 point ကိုဖြတ်မသွားတဲ့အတွက်ကြောင့်မို့ဖြစ်တယ်အဲ့ဒါပြင်နောက်ထပ်ဘာရှိသေးလဲဆိုရင် inverse function ရှိမယ် inverse function ဆိုတာဘာလုပ်ပေးရလဲအခုမှခုနကပြောထားတဲ့အတိုင်းပဲဒီလိုလေးရှိမယ် input နဲ့ output ရှိမယ် input နဲ့ output ရှိမယ်ဂျားထဲမှာ f of x ရှိမယ်ဒီလိုတောင်းမယ်ပေါ့နော်အဲ့ချိန်မှာကိုက1ထည့်လိုက်တယ်2ဖြစ်သွားတယ်2ထည့်လိုက်တယ်3ဖြစ်သွားတယ်ဒါပေမဲ့အဲ့လိုမလုပ်ချင်ဘူး output ကို input ပြန်ဖြစ်ချင်တယ်အဲ့ဆိုဘာလုပ်ရမလဲအဲ့ကြတော့ inverse function ရှာရမယ် inverse function ရှာလိုက်မယ်ဆိုရင်သူ့ရဲ့ inverse function လို့လေးရှာ f inverse of x ပေါ့နော်ဒီလိုလေးရေးရတယ်ဥပမာ g ဆိုရင်လည်း g inverse of x ပေါ့နော်ဒီအပေါ်မှာ -1 လေးတင်ပြီးတော့ရေးရတယ်ပြီးရင် input ဖြစ်မယ်အဲ့ဒါဘာလုပ်ပေးသွားလဲဆိုတော့ဒီ function ကိုပြောင်းပြန်လှန်ပလိုက်တယ်ဥပမာ2ထည့်ထားရဲဆိုရင်သူက1ပြန်ရအောင်လုပ်ပေးရ3ထည့်ထားရဲဆိုရင်2ပြန်ရအောင်လုပ်ပေးရဒါက1 to 1မှာမလို့ဖြစ်တာ1 to 1မှာပဲ inverse function ရှိရယ် many 1မှာ inverse မရှိဘူး1 many မှာလည်း inverse မရှိဘူး1 to 1တခုတည်းမှာပဲ inverse ရှိရယ်အဲ့ very important ဖြစ်တယ်เนาะပုံနေဆိုတဲ့အချိန်မှာ inverse function ရှာခိုင်းနေဆိုရင်ကိုယ့်ရဲ့ function ကို1 ဖြစ်အောင်အမြဲတမ်းလုပ်ရမယ်အဲ့ဒါကြောင့်မှပဲ inverse function ရှိနိုင်တာကျန်တဲ့အချိန်မှာ inverse function လုံးဝမရှိဘူးအဲ့ဒါ inverse function ရှာတဲ့ပုံကနောက်မှသိချာပြန်လုပ်ပြမယ်ပေါ့နော် inverse function ဆိုတာဒီလိုမျိုးကိုထည့်ထားတဲ့ input ကနေပြီးတော့ output ထွက်တယ်အဲ့ output ရထားတဲ့ output ကို input ပြန်ထွက်လာအောင်လို့စက်ကိုပြောင်းပြန်လှည့်လိုက်တာအဲ့လိုမျိုးဖြစ်သွားမယ်ကိုထည့်ထားတဲ့ဒီ set ထဲပေါ့နော် function တွေကိုပဲထည့်လိုက်မယ်ဆိုရင် output ကနောက်ထပ်တစ်မျိုးထပ်ထွက်သွားမှာမတူဘူးအဲ့ကြောင့်စက်ကိုပြောင်းပြန်လှည့်ပြီးတော့ output တွေကိုအဲ့ပြောင်းပြန်လှည့်ထားတဲ့ set တွေကိုထည့်ပြီးတော့ input ရအောင်လုပ်တယ်အဲ့ဒါ inverse function ရဲ့အလုပ်လုပ်ပုံအခုရှင်းသွားမယ့်ဟာကျတော့ composite function ပေါ့နော် composite function ဆိုတာဘာလဲဆိုတော့ function တွေအများကြီးကိုတခုတည်းဖြစ်အောင်ဆက်လိုက်တာပေါ့နော်တဒန်းနဲ့ဆက်လိုက်တာဒီကောင်က order နဲ့တွားတာပေါ့နော်ဥပမာ f လာမယ်ပြီးရင် g လာမယ်ပြီးရင် a လာမယ်အဲ့လိုမျိုးတွားအဲ့ဆိုရင် example ပြရမယ်ဆိုရင် f of x ရှိမယ်ပေါ့နော် f of x ကx + 1ရှိမယ်ထားပါတော့ပြီးရင် g of x က 2x ရှိမယ် okay ဒါဆိုရင်တို့က
function တွေကိုပြလိုက်ပြီပေါ့နော်ဒီ function နှစ်ခုကိုဆက်မယ်အရင်ဆုံး g of x သွားမယ်အကြောင်း g of x သွားမယ်ပြီးရင် g of x ကထွက်လာတဲ့အဖြေကို f ကထပ်ယူမယ်ဒီဟာကိုဘယ်လိုဖတ်ရလဲဆိုရင်ဒီကောင်က inner function ဒီကောင်ကကြတော့ outer function ပေါ့နော်အတွင်းထဲကကောင်ကိုအရင်လာတယ်အဲကြောင့်ဒီဟာကို mapping နဲ့ကြည့်မယ်ဆိုဘယ်လိုကြည့်ရမလဲဆိုတော့အရင်ဆုံးကိုယ်မှာ input တွေရှိမယ် input တွေရှိတဲ့ဟာကိုအတွင်းထဲက inner function တွေကိုအရင်ထည့်မယ် g of x တွေကိုအရင်ထည့်လိုက်မယ် g of x တွေကိုအရင်ထည့်ပြီးသွားရင်သူက output ထွက်မယ်အဲ့ output ကဘာဖြစ်သွားလဲဆိုတော့ဒီ output က f of x ရဲ့ input ထွက်သွား input ဖြစ်သွားမယ်အဲ့ဒါကို f of x ကိုထည့်မယ် f of x ကိုထည့်ပြီးသွားရင် final answer output ထွက်သွားမယ်ဒါကကြာ composite function ရဲ့ final answer ပေါ့နော်ဒီ process ကဘာနဲ့ညီသွားလဲဆိုတော့ fg of x နဲ့ညီသွားတယ် g ရင်လာတယ်ပြီးရင်ထွက်လာတဲ့ output ကို f of x က input အနေနဲ့သုံးပြီးတော့သူက output ထပ်ထုတ်တယ်ဒီ process ဒီ3 stage ရဲ့ process က fg of x ဆိုပြီးတော့အစားထိုးပြလိုက်တာနဲ့တူတူပဲဒါက composite function ရဲ့သွားပုံသွားလာပေါ့နော်အဲကြောင့်ဒီမှာဒီ function တစ်ခုလုံးရဲ့ domain ကကြတော့ input ဖြစ်သွားတယ် range ကကြတော့ဒီနှစ်ခုပေါင်းထားတဲ့ output ဖြစ်သွားတယ်ပေါ့နော်အဲ့ဒါတော့ဒီလောက်ပါပဲဒီ function ကိုပေါင်းမယ်ဆိုရင်သွားလို့ရတဲ့ process ကနှစ်နည်းရှိတယ်အရင်ဆုံး fg of x ပေါ့နော်နှစ်ခုလုံးကိုအရင်ရှာမလားဒါမှမဟုတ်ရင်အဖြေတစ်ခုချင်းစီရှာမလားအဖြေတစ်ခုချင်းစီရှာမယ်ဆိုရင်တော့ x value ကိုတီးဖို့လိုတယ် x တန်မှုပေါ့နော် x က2လား3လားဆိုရင် damage ရှာလွယ်တယ် fg of x is equal to ပေါ့နော်ဒီ function ဒီကောင်ကိုရှာမယ်ပေါ့နော်ဘာမှမထည့်သေးဘူးတန်းထည့်လွယ်အောင်လုပ်မယ်ဆိုရင်အရင်ဆုံးထည့်ရမှာ f of x ရဲ့နေရာမှာဒီ x နေရာမှာဒီ 2x ကိုစားသွင်းရမယ် 2x ဖြစ်သွားမယ်နားလည်လားမသိဘူး f of x က x ဖြစ်နေတဲ့နေရာမှာဒီကောင်က 2x ဖြစ်သွားတယ်အစားထိုးလိုက်တာပဲ2လို့ပါတော့ value တွေအစားထိုးတာတန်မိုးတွေအစားထိုးတာ ਨੇ တူတူပဲဒါပေမဲ့ဒီကောင်ကကြတော့ဒီဟာလေးကိုအစားသွင်းလိုက်တာပေါ့နော်ဘာမှတော့မကွာဘူးပြီးရင်ဒီ 2x ကို f of x ရဲ့နေရာမှာပေါ့နော်ဒီ f of x မှာ x ရှိနေတဲ့နေရာမှာအစားထိုးလိုက်တယ် 2x + 1ထည့်လိုက်တာ ਨੇ တူတူပဲဒီလိုဖြစ်သွားမှာဒါဆိုရင်ဒါ composite function လို့ခေါ်တယ်နောက်တစ်နည်းကကြတော့ when x is equal to 2ပေါ့နော်ကိုတိထားရဲဆိုရင်အရင်ဆုံး fg of 2ဖြစ်သွားမယ်ဒါကိုလွယ်အောင်ရှင်းနေရပါတော့အရင်ဆုံး g of 2ဆိုပြီးရှာလိုက်မယ် g of 2ကဘာနဲ့ညီလဲဆိုရင်2 into 2 4နဲ့ညီရယ်အဲ့တော့ f of 4ဖြစ်သွားတယ် f of 4ဆိုတော့ဒီထဲမှာခုနကပြထားတဲ့အတိုင်းပဲ2တဲ့ကိုထည့်လိုက်တယ်ဒီ2ကို x ထဲကိုထည့်လိုက်တယ်ပြောတာအဲ့တော့4 + 1 is equal to 5ဒါ final answer ခုနကပြောတဲ့ကြောင့်ဒီကောင်ကဘယ်လို process နဲ့တော့ fg of x ပေါ့နော်ဒီ3ခုကိုတစ်ခုတည်းပေါင်းထားတဲ့ဟာဒါ3ခုတစ်ခုတည်းပေါင်းထားဒီအောက်ကဟာကျတော့ဒီဟာကိုဖြန့်ထားတဲ့ပုံစံမျိုးသွားတယ်ဒီလိုဖြန့်ထားတဲ့ပုံစံမျိုးသွားရပေါ့နော်အဲ့ဒါကြောင့်ဒီဟာကြောင့်mistake ပိုနည်းနိုင်တာပေါ့ဒီနေရာမှာတနေရာမှာရှင်းတာမှားသွားမယ်ဆိုရင်ကြောင့် output မှားသွားနိုင်တယ်ဒီအောက်ကဟာကျတော့ဒီလိုဖြန့်ပြီးတော့ one by step by step သွားတဲ့ပုံစံမျိုးဖြစ်သွားရပေါ့နော်ကဲဒီတော့ပါပဲ Okay finally ပေါ့နော်ဒီဟာပေါ့ကိုခုဒီနေ့ video မှာကြည့်သွားတဲ့ဟာတွေက knowledge test လုပ်တဲ့အနေနဲ့ဒီquestion တချို့ answer လုပ်ကြည့်မယ်ပေါ့နော်ဒီမှာခွဲကြည့်မယ်ဆိုရင်ဘယ်ဟာ function လို့ရှင်းလဲဘယ်ဟာ function လဲဆိုတော့တစ်ချက်လောက်ခွဲကြည့်ပေးပါနော် Okay function notation ကတော့ f of x ရယ် g of x ရယ်ကိုရေးထားရဲဆိုရင်တော့မှန်ပါတယ် function တွေကကျတော့ x + 3ပြီး x + 4ဒါရောက် function တွေပေါ့နော်ဟုတ်ပြီနောက်တစ်ခုကကျတော့ဒါကိုလည်း matching ပဲလုပ်ရမယ်ဘယ်ဟာ many 1လဲဘယ်ဟာ1 1လဲဘယ်ဟာ1 many လဲဆိုတော့ matching လုပ်ရပါမယ် Okay ဒီကောင်က1 many ဆိုရင်မှန်ပါတယ်ဒီကောင်က many 1ဆိုရင်မှန်ပါတယ်ဒီကောင်ကတော့1 many ဖြစ်ပါတယ် Okay နောက်တစ်ခုကကျတော့ assign လုပ်ပေးရမှာပေါ့နော် assign လုပ်ပေးရမယ်ဆိုရင်ဒီဘယ်ကောင်ဒီဟာလေးတွေကိုဘယ်ဘက်မှာညီလဲပေါ့နော်ဒီကောင်က domain ကဘယ်ဘက်ကိုသွားမှာလဲ range ကဘယ်ဘက်ကိုသွားမှာလဲ function ကဘယ်ကောင်ပေါ်မှာရှိအောင်ဒီခေါင်းစဉ်ပေါ်လေးမှာ matching ပြန်လုပ်ပေးရမှာပေါ့နော် Okay Okay domain က x ပေါ်မှာရှိပါမယ်ဘာလို့လဲဆိုတော့ဒီကောင်ကဒီဘက်ကိုတွားထားလို့ပေါ့နော်ဒီဘက်ကနေဒီဘက်ကိုမြားပြထားတဲ့ဘက်ကပေါ့နော်ဒီကောင်က domain ထည့်တဲ့ဟာဆို input ဆိုတော့ဒီဘက်ကနေဒီဘက်ကိုတော့ဒီဘက်က domain မှာပြီးရင် range ကဒီဘက်ကိုတော့ပါမယ်ဒီကောင်ကတော့ function ပေါ့နော် Okay Okay ဒီကောင်ကကျတော့ပြောင်းမြန်ပေါ့ဒီကောင်ကကျ inverse function မှာပါသွားပြီအဲကြောင့်တေချာလေးစဉ်းစားပြီးမှဖြည့်ကြည့်ပေးပါ Okay domain ရဲ့အောက်မှာ x ရှိမှာပေါ့နော်ဒါကတော့ပုံမှန်ရပြောပါပေါ့ပြောင်းလဲသွားနိုင်ပါတယ်ဒီကောင်ကတခြားနေရာလည်းရှိနေတယ်ပေါ့နော် y ကိုတော့ range လို့သတ်မှတ်လိုက်ပါမယ်အဲကြောင့် forward ကဘယ်လိုသွားမလဲဆိုတော့ forward function ကကျတော့ f of x ပေါ့နော် backward function ကျတော့ f inverse of x ဖြစ်မယ်မြားပြောင်းမြတ်သွားတာ f inverse of x မြားရှေ့တက်သွားတာ f of x ဖြစ်မယ် Okay နောက်တစ်ခုကကျတော့ abcd ရွေးရပဲပေါ့နော်လွယ်ပါတယ်ဒီကောင်ကဘာလဲဆိုတော့ fg of
ace ကဘာနဲ့ညီလဲပေါ့နော်ဒီ3ခုတွေကဘယ်ဟာနဲ့ညီလဲဆိုတော့ရွေးပြရမှာဖြစ်ပါတယ် okay ဘယ်ဟာနဲ့ညီလဲဆိုရင် b နဲ့ညီပါတယ်ဘာလို့လဲဆိုတော့ g က inner function ဖြစ်တဲ့ကြောင့် g အရင်လာမယ်ပြီးရင် f လာမယ် okay အကြောင်း input ထည့်မယ်ပြီးရင် g သွားမယ်ပြီးရင် f သွားမယ်ပြီးရင် output ထွက်လာမယ် output က teacher ရဲ့ okay အဲ့ဆိုမှန်ပါတယ်